ယခုလိုကောက်ဆိုင်ချိန်တစ်ချက်နဲ့ကပြဖျော်ဖြေသွားပါတော့ grade 2မှသမီးငယ်လေးများအားကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီး grade 3မှသမီးငယ်လေးများ၏ရေအိုးကိုစီတစ်ချက်ဖြင့်ကပြဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်ရှူစာအဘေးတော်မူကြပါအောင်ရှင်